မင်္ဂလာပါမတ်လ17ရက်နေ့တဲ့တင်းတွေကိုတင်ဆက်တော့ပါမယ်ဒီနေ့ညမှာတော့တိုက်ပွဲတဲ့နဲ့ဒီကနေ့ရဲ့နောက်ဆုံးရတဲ့တင်းတွေကိုကျွန်မရှင်းမုံကတင်ဆက်တော့ပါမယ်တိုက်ပွဲပြင်းထန်နေတဲ့ဝိုင်းမော်အောင်မြေတစ်နဲ့အောင်မြေနှစ်ကျေးရွာကြားမှာမတ်လ17ရက်ဒီကနေ့မှာ KIA တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်တိုက်ပွဲဖြစ်ပွားတဲ့အောင်မြေတစ်ကျေးရွာနေဝန်းကျင်ကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်နေပြီးတော့ KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့တပ်စခန်းတွေကိုလည်းဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါအပြင်ရွှေကူမြို့နယ်ငအူးကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ခလာရ121တပ်စခန်းကိုလည်းမတ်17ရက်နေ့မနက်ပိုင်းမှာ KIA ပူးပေါင်းအဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဖာကန်နတ်မော်ကျေးရွာမှာလည်းဒီနေ့17ရက်နေ့ကတိုင်းတောင်ဘက်ကဆင်းလာတဲ့စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်လိုက်နိုင်ပြီလို့စုံစမ်းသိရှိရပါတယ်။ဖာကန်မြို့မှာတပ်ဆွဲထားတဲ့တပ်မကုန်းစစ်ကောင်စီတပ်ကမတ်လ10ရက်နေ့ညနေပိုင်း9နာရီခွဲချိန်လောက်မှာရန်တမ်းပစ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့အရက်သားပြည်သူ2ဦးတေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖာကန်ဒေသခံတွေထံကသိရပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲပြီးတော့တပ်တေဆုံးသွားတဲ့ပြည်သူ2ဦးဟာနတ်မော်ကျေးရွာရပ်ကွက်6မှာနေထိုင်တဲ့အသက်28နှစ်အရွယ်မခိုင်မာလွင်နဲ့အသက်9နှစ်အရွယ်မဖြိုးပွင့်ဝယ်တို့ဖြစ်ပါတယ်။အသက်10နှစ်အရွယ်မဆောင်းနေဝယ်ကထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်ဖာကန်ပြည်သူစေယုံမှာဆေးကုသခံယူနေပြီးတော့ပွင့်ထူးစံကုမ္ပဏီဝင်းမှာလည်းလက်နက်ကြီးကြားရောက်ပောက်ကွဲတာကြောင့်ကုမ္ပဏီလုပ်သား2ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။အခုချိန်မှာနတ်မော်ကျေးရွာနီးမှာတိုက်ပွဲပြင်းထန်နေပြီးလက်နက်ကြီးတိုက်လေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိတာကြောင့်ကျေးရွာကော်မတီကရွာသားတွေကိုလုံခြုံတဲ့နေရာတွေတိမ်းရှောင်နေဖို့တတိပေးထားတာတွေရှိရလို့စုံစမ်းသိရှိရပါတယ်။ဝိုင်းမော်မြို့နယ်အောင်မြေ1အောင်မြေ2ကျေးရွာကြားမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကရွာအပြင်ထွက်ခွင့်မပေးဘဲလူသားတိုင်းအဖြစ်ခေါ်ထားတယ်လို့ဒေသခံတွေထံကနေသိရှိရပါတယ်။ကနေ့မှ17ရက်နေ့မှာလဲအောင်မြေနှစ်ကျေးရွာမှာပိတ်မိနေတဲ့ဒေသခံပြည်သူတွေကိုဘာသာရေးအသင်းအဖွဲ့တွေနဲ့ PCG ကခေါ်ထုတ်ဖို့စစ်ကောင်စီကိုခွင့်တောင်းခဲ့ပေမဲ့စစ်ကောင်စီဘက်ကခွင့်မပြုဘူးလို့သိရပါတယ်။အောင်မြေနှစ်ကျေးရွာမှာပြီးခဲ့တဲ့မတ်10ရက်နေ့ကစစ်ကောင်စီတပ်တွေဟာရွာအတွင်းဝင်ပြီးတော့ဒေသခံတွေကိုလူသားတိုင်းအဖြစ်ခေါ်ထားတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးတစ်ဝိုက်ကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။တိုက်ပွဲပြင်းထန်နေတာကြောင့်၎င်းဒေသမှာရှိတဲ့အောင်မြေတစ်ရွာသားတွေကိုKBC ရဲ့အတင်းတော်ကခေါ်ထုတ်ခဲ့ပြီးအောင်မြေနှစ်ဘက်ကိုစစ်ကောင်စီကဝင်ခွင့်မပေးတာကြောင့်ပြည်သူတွေကိုခေါ်ထုတ်နိုင်ဖို့ခက်ခဲနေပြီးတော့ပိတ်မိနေတဲ့ပြည်သူတွေဟာအခုချိန်မှာစားတောက်ပြတ်လက်နေတယ်လို့စုံစမ်းသိရှိရပါတယ်။ဗမော်စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ဗမော်ရောဘတ်စစ်ဆောင်စခန်းကပြည်သူတို့ချို့ကိုဒီကနေ့ပြန်လည်လွတ်ပေးလာတယ်လို့စစ်ဆောင်စခန်းတာဝန်ရှိသူတွေထံကနေသိရှိရပါတယ်။ပြန်လည်လွတ်လာသူတွေအထဲမှာပါရာရေးသမားဆရာနဲ့စစ်ဆောင်ပြည်သူ3ဦးကိုဒီကနေ့မတ်17ရက်နေ့ညနေပိုင်း2နာရီအချိန်လောက်ကပြန်လည်လွတ်ပေးလာတာဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကမတ်9ရက်နေ့ည7နာရီအချိန်လောက်မှာဗမော်ရောဘတ်စစ်ဆောင်စခန်းမှာရှိတဲ့ပါရာရေးသမားဆရာနဲ့ရက်ကွက်မူအသက်လက်ပိုင်းလူငယ်18ဦးကိုဖမ်းဆီးသွားပြီးတော့မတ်လ10ရက်နေ့မှာတော့တက်ကြီးရွယ်အိုတွေကိုပြန်လည်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။ဗမော်ဒေတာအတွင်းအခုချိန်စစ်ကောင်စီတပ်ကမြို့တွင်းတွေဖက်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေရဲ့နေအိမ်ပျက်စီးသွားတာမကထိခိုက်ဒဏ်ရာရရှိတာတွေလည်းရှိတာကြောင့်ပြည်သူတွေကစိုးရိမ်စိတ်တွေနဲ့နေရတယ်လို့သိရပါတယ်။မတ်လ17ရက်နေ့တင်ဆက်မှုပြီးဆုံးသွားပါပြီ။ကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။